မြန်မာနိုင်ငံ၏အကြီးဆုံးကန်ကိုရွေးချယ်ပါအဖြေမှန်ကတော့အင်ဒိုကြီးကန်ဖြစ်ပါတယ်မြန်မာနိုင်ငံ၏မြို့တော်ကိုရွေးချယ်ပါအဖြေမှန်ကတော့နေပြည်တော်ဖြစ်ပါတယ်ကချင်ပြည်နယ်၏မြို့တော်ကိုရွေးချယ်ပါအဖြေမှန်ကတော့မြစ်ကြီးနားဖြစ်ပါတယ်မြန်မာနိုင်ငံ၏ငွေကြေးစနစ်ကိုရွေးချယ်ပါအဖြေမှန်ကတော့ကျပ်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာအရှိဆုံးမြစ်ကဘယ်မြစ်လဲအဖြေမှန်ကတော့အေယာဝတီမြစ်ဖြစ်ပါတယ်မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ကိုရွေးချယ်ပါအဖြေမှန်ကတော့ရန်ကုန်မြို့ဖြစ်ပါတယ်မြန်မာနိုင်ငံတွင်တိုင်းသားလူမျိုးစုစုပေါင်းမိများရှိသည်နီအဖြေမှန်ကတော့135မျိုးဖြစ်ပါတယ်ပကံဘုရားများတည်ရှိသည့်နေရာကိုရွေးချယ်ပါအဖြေမှန်ကတော့မန္တလေးတိုင်းဖြစ်ပါတယ်မင်းတုံးမင်း၏ငယ်နာမည်ကိုရွေးချယ်ပါအဖြေမှန်ကတော့မောင်လွင်ဖြစ်ပါတယ်မြန်မာနိုင်ငံ၏အကြီးဆုံးကျွန်းကိုရွေးချယ်ပါအဖြေမှန်ကတော့ရန်ပဲကျွန်းဖြစ်ပါတယ်